နိုင်ငံသွားမဲ့လူငယ်တွေအတွက်အကြံပေးခြင်းတယ်ဟိုနိုင်ငံသွားမဲ့လူငယ်လေးတွေကဟိုမှာသမီးစားရှိလို့သမီးစားရှိသွားကျင်တာဆိုရင်ဟိုနှစ်ယောက်သားစုံမက်နေရပါတော့ဟိုရောက်မှစုံရမယ်လို့ဟိုရောက်မှပေးရမှာကအလဲထွက်ကြမယ်ပေါ့အဲ့လိုမျိုးသွားကျင်တဲ့လူတွေဆိုရင်စင်ကာပူရွေးချယ်တင်တယ်ဘာဖြစ်လို့လဲဆိုတော့စင်ကာပူကနိုင်ငံတည်တည်လေးဟို small base small ပေါ့နော်ဟိုရန်ကုန်ဟိုရင်မြန်မာမှာပြောစကားကြည့်ရအောင်စင်ကာပူကရန်ကုန်မြို့လောက်ပဲကြည့်ဟုတ်တကယ်ရန်ကုန်မြို့လောက်ပဲရှိရဲတနိုင်ငံလုံးမြို့ပဲရထားချီရန်ကုန်လို့ဆို YBF ပေါ့နော်မြို့ပဲရထားတားမြန်တယ်EC ပဲတနိုင်ငံလုံးမှာတိုင်းတာမှာရထားနဲ့ပတ်စီအောင်3-4နိုင်လောက်ပဲကြာတဲ့ခီးပေါ့အဲ့လိုမျိုးဆိုတော့ပိတ်ရမှာလဲကွာဘယ်လောက်တနိုင်ငံလေးတကယ်တည်တည်လေးဖြစ်တဲ့တော့ကဟိုပိတ်ရမှာတော့ EC သွားပြန်လုပ်လို့ရတယ်ကွာဟို company ရှိသွားမယ်မုတ်စားရမယ်ပြန်လာပေါ့အဲ့လိုမျိုးပေါ့အဲ့ဒါတော့ရွေးချယ်တင်တယ်ပိတ်ရကြရင်မြန်မာရေစုရဲစွာရှိတယ်စင်ကာပူမှာမရီနာဘေးပေါ့တော့မရီနာဘေးမှာ City Hall လို့ခေါ်တယ် City Hall ဆိုတာ City Hall မှာအစုံလို့ရတယ်ပေါ့နော်ဟိုမြန်မာဆိုင်တွေလည်းရှိတယ် City Hall မှာဆိုရင် Peninsula Plaza ဆိုမြန်မာစားတောက်တွေအစုံရောက်နေကြောက်ပြင်အားစားရှိရမြန်မာပြည်ကစားတောက်ကုန်တွေကွန်းတို့ဆက်လိတ်တို့အားစားရှိရနော်ကိုဆိုမြန်မာပြည်ကကွန်းတွေပေါ့92တို့စကနေပါညာပေါ့မရီနာဘေးဆိုတာသိရမလားတင်မောကြီးလေတင်မောဟိုတယ်လေအဲ့ဒါကိုပြောတာမလေးရှားမှာဆိုရင်တော့အဆင်မပြေဘူးဘာလို့ဆိုတော့မလေးရှားနဲ့ထိုင်းနဲ့ဆိုရင်မလေးရှားပူပြီးတော့ပြည်နယ်ကြီးတယ်မလေးရှားကျဲတယ်အဲ့လိုမျိုးရှိတယ်တော့စင်ကာပူမှာတရားမဝင်လောက်သားဆိုတော့မရှိဘူးစင်ကာပူမှာမလေးရှားလို့ overseas မရှိဘူးစင်ကာပူကလုံးဝတရားဝင်လောက်သားတွေပဲခေါ်တာပေါ့နော်မလေးရှားသွားမယ်ဆိုရင်တော့အခုရှင်ကာလာဖန်စီတာကျက် overseas ပေါ့နော် overseas တာကျက်တဲ့ကာလာဖြစ်တဲ့ကဟိုစိတ်ပိုင်းဆိုင်ရာမှာအဆင်မပြေနိုင်အောင်ဘယ်ချိန်လာဖမ်းမလဲဆိုတဲ့စိတ်ကြီးတော့ရှိလိမ့်မယ်အကျော်တရားဝင်လုံနေပဲဒီချိန်ဒီကာလမှာသွားစီခြင်းတယ်ပေါ့နော်ထိုင်းရတော့ရှော့မရှိပါဘူးထိုင်းရရှော့မရှိဘူးသူကဖမ်းမိလေသူကထောင်မချဘူးလေနော်သူကဟိုမြန်မာပြည်ပြန်ပို့တာဆိုတော့တိတ်ပြီးတော့ရှော့မရှိဘူးထိုင်းရကျတော့ဟိုပတ်စံပိုင်းနဲ့ပတ်သက်ရင်တော့ဟိုထိုင်းရတစ်လမှာနေစားငိမ့်9သိန်း10သိန်းအနည်းဆုံး10သိန်းလောက်ကျန်တော့မလေးရှား20လောက်ကျန်တယ်စင်ကာပူကတော့မလေးရှားတဲ့ဆိုင်10သိန်းလောက်ကတော့အနည်းဆုံးပို့တယ်ဗောနော်ဆိုလိုတာမလေးရှား10သိန်းဆိုရင်အခုဟိုအများစုဗောနော်အများစုလူ100ဟိုလူရောက်100ရဲ့အဖြစ်ပြောမယ်ဆိုရင်ကဟိုထိုင်းရတစ်လကိုနေစားငိမ့်10သိန်းရရင်မလေးရှားနေစားငိမ့်20လောက်ရတယ်ပြီးတော့ကစင်ကာပူကကျတော့အထက်ပို့တယ်ဗော30လောက်ရတယ်ပေါ့10သိန်းကြီးกว่าတယ်ထိုင်း10သိန်းမလေးရှား30စင်ကာပူ30ပိုရကျင်တော့စင်ကာပူသွားပေါ့စင်ကာပူကတော့ကောင်းပါတယ် English speaking ပဲသုံးတယ် broken သုံးတာကျွန်တော် broken သုံးတယ်ရေတောက်ချင်တယ် I want the water drink အဲ့လိုမျိုးကိုပြောချင်တဲ့အတိတ်ပဲကိုနားလည်ရတယ်တိုက် grammar ဘာမလို့အဓိကပြောရဲဆိုရဲရှိရမယ်ပေါ့စင်ကာပူကအားလုံးပဲကျေးဇူးတင်ပါတယ်